ကဲဒီနေ့ကတော့ TypeScript program လေးကို VS Code ထဲမှာရိုက်တာလေးကိုစပြီးတော့သင်ကြအောင်เนาะအဲ့တော့ TypeScript program ကို VS Code ထဲမှာရိုက်ဖို့လို့အတွက်ကကြတော့ VS Code ကိုဖွင့်ပြီးသွားပြီဆိုလို့ရှိရင် terminal menu ကိုဖွင့်လိုက်မယ်เนาะဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ new terminal ကိုရွေးမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင် new terminal ကိုရွေးလိုက်တာနဲ့အဲ့တော့အောက်မှာ console window လေးပေါ်လာမယ်เนาะ console window လေးပေါ်လာပြီးသွားပြီဆိုလို့ရှိရင် TypeScript program ကိုဒီ run မလို့တဲ့အရင်ဆုံးပေါ့ TypeScript compiler နဲ့ program ကိုအရင်ဆုံး combine လုပ်ရတယ်เนาะအဲ့တော့ TypeScript program combine လုပ်မယ်ဆိုလို့ရှိရင် TypeScript program ရဲ့ application name ပေါ့ TSC ဆိုတာလေးကိုအသုံးပြီးတော့မှ combine လုပ်မယ်သူ့ရဲ့နောက်မှာ program ရဲ့နာမည်ပေါ့ဒီ program ဒီ TypeScript file ပေါ့အဲ့တော့ combine လုပ်ပြီးသွားပြီဆိုလို့ရှိရင်မှန်တယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်မှာသူကဒီ combine လုပ်လို့မှန်သွားပြီဆိုလို့ရှိရင် JavaScript file ထွက်လာတယ်အဲ့တော့ JavaScript file ကိုမှ run ပေးရမယ် run တယ်ဆိုလို့ရှိရင် notes application file လေးကိုအသုံးပြု application ကိုအသုံးပြုပြီးတော့မှဒီ JavaScript file လေးကို run ပေးရမယ်เนาะအခု run တာ JavaScript file ကို browser ပေါ်မှာ run တာမဟုတ်ဘူး console window မှာ run မှာအဲ့အတွက် note ကိုသုံးပြီးတော့မှ run ပေးရမယ်เนาะအဲ့တော့ run လိုက်တဲ့အခါမှာအခုသင်ထားတဲ့ main.ts program ထဲမှာကြတော့ဘာလေးရေးထားလဲဆိုရင် hello world ဆိုတာလေ console window မှာရှိုက်ပြတာဆိုတော့ဒီလိုမျိုးလေးရှိုက်ပြသွားလိမ့်မယ်เนาะအဲ့ဒါကို TypeScript program ထဲမှာ TypeScript program လို့ VS Code ထဲမှာသွားရိုက်ကြည့်မယ်နော်အဲ့တော့ VS Code ထဲမှာရိုက်ဖို့လို့အတွက်ကအရင်ဆုံးတော့ဒီ folder လေးတစ်ခုအရင်ဆုံးစောက်ပါเนาะအဲ့တော့ folder ကိုစောက်ဖို့လို့အတွက်စောက်ပြီးသား folder ကိုခေါ်တင်တာပဲဖြစ်ဖြစ်ပေါ့เนาะအဲ့တော့ open folder ဆိုတာလို့ရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်မစောက်ရသေးဆို new folder ကိုနှိပ်ပြီးမှ folder လေးကိုစောက်လိုက်စောက်ပြီးသွားပြီဆိုအဲ့ folder လေးကိုရွေးပြီးတော့ select folder ကိုရွေးလိုက်အောင်ပေါ့เนาะအဲ့တော့ဒီ folder ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီ folder ထဲမှာ TypeScript program ကိုစပြီးတော့ရိုက်လို့ရတယ်เนาะအဲ့တော့ program ကိုရိုက်မယ်ဆိုလို့ရှိရင်ဒီ Explorer window ထဲမှာ new file ဆိုတာလို့ click နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဟို TypeScript program ရဲ့ file နာမည်လေးပေးမယ်ပေါ့နော်ပေးတဲ့အခါမှာခု program ရဲ့နာမည်လေးက file နာမည်က main အဲ့တော့ file ရဲ့ extension ကကြတော့ TypeScript program မှာ TS နဲ့ပေးမယ်နော်အဲ့လိုပေးလိုက်တာနဲ့ဘေးမှာ TS ဆိုရင်မှာစာသားလေးပေါ့ဒီဟာလေးပေါ့နော်ဒါလေးပေါ်လာလိမ့်မယ်အဲ့တော့ဒါက TypeScript program ရဲ့ဟို file လေးပေါ့အဲ့ထဲမှာဘာရိုက်မလဲဆိုလို့ရှိရင် message variable လေးကိုကြေညာမယ်เนาะကြေညာတာ data type က string သူထဲမှာသိမ်းမှာဘာသိမ်းမှာလဲဆိုလို့ရှိရင် hello world ဆိုတဲ့စာသားလေးကိုသိမ်းအဲ့တော့သိမ်းတဲ့အခါမှာစာသားသိမ်းမှာဆိုတော့ single quotation mark တို့ဒီ double quote ပေါ့เนาะကြိုက်တာကိုရေးပြီးတော့မှစာသားတွေသိမ်းလို့ရတယ်ပြီးရင် semicolon လေးကိုသတ်မှတ်ပြီးမယ်เนาะသတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ဒါကတော့ message variable ကိုကြေညာပြီးတန်ဖိုးသိမ်းတဲ့အလုပ်ပြီးသွားပြီပေါ့เนาะပြီးရင်နောက်တစ်ဆင့်ကကြာဒီ console မှာပဲဒီ message variable ထဲမှာတင်ထားတဲ့တန်ဖိုးကိုရိုက်ပြမှာဆိုတော့ console.log ဆိုတာလေးကိုရေးမယ်เนาะရေးပြီးရင်ခွင်းစောက်ခွင်းပိတ်ထဲမှာ message variable လေးကိုသတ်မှတ်မယ်เนาะဒီထက်တန်ဖိုးရိုက်ပြခြင်းလို့အဲ့တော့ဒါလေးကိုရိုက်ပြီးသွားပြီဆိုလို့ရှိရင် file ကို save ပြန်လုပ်ပြီးပေါ့เนาะအဲ့တော့ save လုပ်ပြီးသွားပြီဆိုလို့ရှိရင် terminal window ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့တော့ TypeScript program လေးကိုစပြီးတော့မှ combine လုပ်လို့ရတယ်เนาะ combine လုပ်တဲ့အခါမှာ tsc ပြီးရင် program ရဲ့နာမည်ပေါ့เนาะ main.ts အဲ့တော့ program လေးကို combine လုပ်လို့မှန်သွားပြီဆိုရင်ဒီမှာ JavaScript file လေးထွက်လာတယ်เนาะ JavaScript file ထွက်လာပြီးသွားပြီဆိုလို့ရှိရင် JavaScript program လေးကို browser ပေါ်မှာမဟုတ်ဘဲနဲ့ console မှာ run ဖို့လုပ်အတွက် node application ကိုသတ်မှတ်ပြီးတော့ run ပေးရမယ်เนาะပြီးရင် JavaScript file ရဲ့နာမည်လေးကိုရှိုက်ထည့်မယ်เนาะကဲဒါဆိုရင် hello world ဆိုတဲ့စာသားလေးကို console မှာသူကရှိုက်ပြသွားပါเนาะနောက်တစ်ဆင့်ကကြတော့ TypeScript ရဲ့ data type တွေရဲ့အကြောင်းလေ့လာကြည့်မယ်နော်အဲ့တော့ TypeScript မှာ data type ကအဓိကပေါ့ primitive type ရဲ့ object type ရဲ့ဆိုရင်နှစ်ခုရှိရနော်အဲ့တော့ဒီ primitive type တွေကတော့အများကြီးပေါ့နော်ဒါလေးတွေကိုနောက် slide မှာရှင်းပြပေးမယ် object type ကကြတော့ function တို့ arrays တို့ class တို့เนาะဒါတွေဒီဘာလဲဆိုရင် object type တွေเนาะအဲ့တော့ object type တွေကနောက်မှလေ့လာမယ်အခု primitive type တွေရဲ့အကြောင်းအရင်ဆုံးလေ့လာကြည့်မယ်เนาะအဲ့တော့ primitive type တွေမှာသူကဒီ string တို့เนาะနောက်တစ်ခုက
number string လို့ပြောရင်စာသားတွေတင်တာပေါ့ number ဆိုလို့ရှိရင်တော့ကိန်းဂဏန်းတွေတင်တာကိန်းဂဏန်းတွေမှာကိန်းပြည့်တွေရောဒသမတွေရောတင်လို့ရတယ်เนาะဒီမှာဆိုရင် age variable လေးက number ကြီးညာထားရယ်เนาะသူထဲမှာကိန်းပြည့်တင်တာဒသမတင်လည်းတင်လို့ရတယ်အဲ့တော့ true false တန်ဖိုးလေးတွေတင်မှဆိုလို့ရှိရင် data type က boolean ဆိုတာလေးကိုကြီးညာပေးရတယ်เนาะ null ကဒီမှာဆိုရင် value variable ကို null data type နေနဲ့ကြီးညာထားတယ်ကြီးညာပြီးရင်သူထဲမှာ null ကိုတင်လိုက်တယ် null ကိုတင်လိုက်တာကျတော့ developer ဒီ value variable ထဲမှာဘာတန်ဖိုးမှမရှိဘူးလို့သတ်မှတ်ပေးလိုက်တယ် empty value ပေါ့နော်ဒီလိုမျိုးလေးသတ်မှတ်ပေးလိုက်တယ်နောက်တစ်ခုက undefined undefined data type ကိုကြီးညာထားတဲ့ variable ပေါ့နော်သူထဲမှာ undefined ဆိုပြီးမှတင်လိုက်တယ်ဒါဆိုရင် data ထဲမှာသူကဘာရမလဲဆိုလို့ရှိရင်အဲ့တော့ဒီထဲမှာဘာမှမတင်ရသေးဘူးလို့ပြောချင်တာအဲ့တော့ null နဲ့ဆင်တယ်လို့တော့ဖြစ်တယ်နော် null ရဲ့သဘောကသူထဲမှာဒီ empty value ဘာမှမရှိဘူးဆိုရင်မှတတ်မှတ်လိုက်တာဒီမှာကြတော့ဘာမှမသိရသေးဘူးဆိုရင်မှတတ်မှတ်လိုက်တဲ့သဘောเนาะ undefined ဆိုပြီးတော့မှကြီးညာပြီးတော့မှ undefined ဒီတန်ဖိုးလေးကိုတင်လိုက်တယ်ပေါ့เนาะတင်လိုက်တော့じゃ data ထဲမှာဘာမှမရှိသေးဘူးလို့ပြောတာဒါကကြတော့ empty value ဆိုရင်မှတတ်မှတ်ပေးလိုက်တာเนาะဒီဟာရဲ့သဘောကဒီထဲမှာဘာ assign မှမလုပ်ရသေးဘူးလို့ပြောတာเนาะဒီဟာ assign လုပ်ထားတယ်အဲ့ဒီ assign မှာဘာတန်ဖိုးမှမရှိဘူးဆိုရင်မှ developer သတ်မှတ်လိုက်တာပေါ့เนาะနောက်တစ်ခုက any အဲ့တော့ any data type ကိုကြီးညာထားတယ်ပေါ့เนาะ variable ဒီ variable ထဲမှာဘာတန်ဖိုးသိမ်းလို့ရတယ်အဲ့တော့ဟလာကိန်းပြည့်သိမ်းလဲရတယ်စာသားတွေကြိုက်တဲ့တန်ဖိုးကိုသိမ်းပေါ့เนาะနောက်တစ်ခုက unknown ကလည်း any နဲ့တူတူပဲเนาะအဲ့တော့ unknown data type ကိုကြီးညာထားတဲ့ variable ထဲမှာကြိုက်တဲ့တန်ဖိုးသိမ်းဒါပေမဲ့ဘာကွာလဲဆိုလို့ရှိရင်ဒီ unknown ကပို့ပြီးတော့မှ type ပို့ပြီးမှ safe ဖြစ်တယ်เนาะအဲ့တော့ now slide လေးမှာလေ့လာကြည့်အောင်เนาะအဲ့တော့ဒီမှာဆိုရင် variable တခု unknown နဲ့ any ရဲ့အကြောင်းလို့ example လေးပေါ့เนาะအဲ့တော့ data any ဆိုရင်မှ any လို့ကြေညာထားတယ်ဒါ any data type ပေါ့เนาะဒီ data unknown sub variable လေးက unknown data type ကိုကြေညာထားတယ်ပေါ့ဒီထဲမှာ data any ထဲမှာစာသားလေးတင်လိုက်တယ် string ပြီးရင် data ဒါစာသားတင်လိုက်တော့ဒီ data any ရဲ့ data type က string ဖြစ်သွားပြီเนาะအဲ့တော့ဒီ string ဖြစ်သွားတဲ့အတွက်ကြောင့်မလို့သူထဲကနေပြီးတော့မှဒီ string နဲ့ပတ်သက်ပြီးတော့မှပြုပြင်ပြောင်းလဲမှုတွေလုပ်လို့ရတဲ့ method တွေခေါ်သုံးလို့ရတယ်เนาะအဲ့တော့ဒီမှာ data any ဒီ string data type ဖြစ်သွားပြီเนาะအဲ့တော့တနည်းအားဖြင့်တော့ဒါ string object ဖြစ်သွားတယ်ပေါ့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ to upper method to upper case method ကိုခေါ်သုံးလိုက်ဒါစလုံးကြီးပြောင်းလိုက်တာပေါ့เนาะပြောင်းပြီးတော့မှဒီ hello set စာသားကိုစလုံးကြီးပြောင်းပြီးမှထည့်လိုက်တယ်ပြီးရင်ဒီ console window မှာရိုက်ပြပါเนาะ data unknown ထဲမှာလည်းသူကစာသားတင်လိုက်တာပဲเนาะဒီမှာသိမ်းပြီးရင်သူကအကယ်၍ပေါ့နော်ဒီမှာဆိုလို့ရှိရင် data unknown.to upper case စလုံးကြီးပြမှာအဲ့နေရာမှာသူက error တက်မယ်နော်အဲ့တော့သူ့ကိုဒီ upper case သုံးညတယ်ဆိုရင်ဘယ်လိုလုပ်ပြရလဲဆိုလို့ရှိရင်ဒီ data unknown variable ရဲ့ data type ဒီ string ဖြစ်သလားဆိုတော့သူအရင်ဆုံးစစ်ရသေးသူတန်းပြီးမပြောင်းပေးဘူးပေါ့သဘောကကြတော့စလုံးကြီးကိုတန်းမပြောင်းသေးသူ့ထဲမှာတင်ထားတဲ့တန်းပေါ့စာသားဖြစ်သလားဆိုတာကိုအရင်ဆုံးစစ်ရစာသားဖြစ်သလားဆိုတာစာသားတင်ထားတယ်ဆိုလို့ရှိရင်ဒီ variable ရဲ့ data type ကဘာဖြစ်သွားလဲဆို string ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့သူက data unknown equal string ဆိုတဲ့သဘောကじゃရှေ့မှာ type of နဲ့ data unknown ကို string data type ဖြစ်သလားလို့သူကဒီ type of နဲ့စစ်လိုက်တာအဲ့တော့စစ်ပြီးတော့မှ string data type ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သူကဒီမှာဆိုရင် to upper case ကိုသုံးပြီးတော့မှ console မှာရိုက်ပြအဲ့တော့ဒီကတန်းပြီးတော့ပြောင်းလို့မရဘူးပေါ့နော်သူထဲမှာတင်ထားတဲ့တန်းကို string ဖြစ်မဖြစ်ကိုစစ်ပြီးမှပြောင်းလို့ရအဲ့အတွက်သူကပို့ပြီးမှ safe ဖြစ်တယ်လို့ပြောတာနော်ဒါလေးကို brand ကြည့်မယ်နော်အဲ့တော့မှန်သွားပြီဆိုရင်ဒီမှာ JavaScript file ထွက်လာပြီเนาะအဲ့တော့ JavaScript file ထွက်လာပြီးသွားပြီဆိုလို့ရှိရင်သူ့ကို node နဲ့ပေါ့เนาะဒီမှာ run ကြည့်လို့ရပြီเนาะကဲဒါဆိုရင်ဒီမှာ hello ဆိုစာသားဒီကကြတော့ any data type သတ်မှတ်ထားတဲ့ variable ရဲ့တန်ဖိုးစလုံးကြီးပြောင်းတာနောက်တစ်ခုကကြ unknown
ဒီ data type သတ်မှတ်ထားတဲ့ variable ရဲ့တန်ဖိုးစလုံးကြီးပြောင်းပြီးမှရှိုက်ပြတာเนาะဒါဆိုရင်စမ်းကြည့်လိုက်ပါဦး